အားလုံးပဲမင်္ဂလာပါအမဒီနေ့သင်ပေးသွားမှာတော့ Shura Update တစ်ဆက်တည်းလက်တွေချုပ်တဲ့အခါမှာအသုံးပြုတဲ့အခြေခံပတန်လေးကိုသင်ပြပေးသွားမယ်နော်ဒါကတော့အမတို့ရဲ့အခြေခံပတန်လေးနော်အမဒီနေရာလေးမှာရေကူးတောက်လေးကိုအစင်သင်ခွဲထားလိုက်တယ်ပြီးပြီဆိုလို့ရှိရင်အမတို့ဂျိုင်းရှေ့ဂျိုင်းလေးကိုဘယ်လောက်ရှိလဲလို့တိုင်းထားလိုက်တယ်နောက်ချမ်းမှာလည်းအဲ့လိုပဲအမတို့အစင်သင်ဖြတ်ထားလိုက်တယ်နော်ဒီရဲ့ဂျိုင်းတန်ဖိုးလေးကိုဘယ်လောက်ရှိလဲလို့တိုင်းထားလိုက်တယ်โอเคအမတို့ရဲ့လက်ပတန်လေးကိုလည်းအစင်သင်လုပ်ထားလိုက်ပါတယ်အမတို့ဒီမှာတိုင်းထားတဲ့ရှေ့ချမ်းဂျိုင်းအဖြေကို20 cm ကိုဒီမှာမှတ်လိုက်မယ်နောက်ချမ်းဂျိုင်းအဖြေ18.4ကိုလည်းအမတို့ဒီမှာမှတ်လိုက်ပါမယ်โอเคမှတ်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒီအစကနေ20 cm ရှိတဲ့နေရာလေးကိုတိုင်းလိုက်ပါမယ်ပေတံအပြော့လေးနဲ့အမတို့ဒီမှာ20 cmအဆုံးမလေးကိုဒီလိုလေးအမှတ်သားလေးလုပ်ထားလိုက်မယ်နော်โอเคနောက်ချမ်းကအမတို့18.4ရှိတဲ့အတွက်ဒီအစနားလေးကနေမတို့18.4ရှိတဲ့နေရာလေးကိုမှတ်ထားလိုက်ပါမယ်ဒီမှာလေမတို့ရဲ့18.4နေရာလေးကိုဒီလိုလေးမှတ်ထားလိုက်ပါမယ်โอเคအဲ့လိုမှတ်ပြီးသွားပြီဆိုလို့ရှိရင်တို့နှစ်ခုဘယ်လောက်ရှိလဲလို့တိုင်းလိုက်မယ်ဘယ်လောက်ရှိလဲလို့တိုင်းပြီးတော့အမတို့တဝက်ဝက်လိုက်ပါမယ်နော်အဲ့ဒီတဝက်အမှတ်လေးကိုအမတို့ရဲ့အလဲစတာအမြင့်အဖြစ်ယူလိုက်မယ်နော်ဒီလိုလေးယူလိုက်ပါမယ်โอเคပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ရှေ့ချမ်းလေးကိုယူလိုက်မယ်နော်โอเคရှေ့ချမ်းလေးယူပြီးတော့အမတို့ဒီမှာသူ့ရဲ့အဆုံးမှတ်နေရာလေးကနေဒီလိုလေးထိလိုက်ပါမယ်โอเคဒီလိုလေးထိပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒီမှာအော်တိုလေးဒီလက်ရဲ့နေရာလေးမှာဒီလိုလေးသွားချိတ်နေရပါမယ်နော်โอเคချိတ်နေပြီဆိုလို့ရှိရင်တော့အဲ့ချိတ်နေရာလေးကိုအမတို့ဒီလိုလေးလက်ကလေးနဲ့ထောက်ပြီးတော့အလိုက်တင်လေးအမတို့ 1cm ဟာပေးလိုက်မယ်နော် 1cm ဟာပေးပြီးသွားပြီဆိုလို့ရှိရင်တိတ်လေးနဲ့ထိန်ထားလိုက်မယ်နော်အဲ့လိုပဲအမတို့နောက်ချမ်းကိုယ်လေးကိုယူလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်အမတို့ဒီမှာသူ့ရဲ့အဆုံးမတ်နေရာလေးကိုပတန်လေးကိုဒီလိုတင်လိုက်မယ်နော်တင်ပေးပြီးသွားပြီဆိုလို့ရှိရင်သူဒီနေရာလေးမှာသူအဆင်ပြေတဲ့နေရာမှာထိနေလိမ့်မယ်နော်ချိတ်နေလိမ့်မယ်နော်โอเคအဲ့ချိတ်နေတဲ့နေရာလေးနဲ့အမတို့ဒီမှာ 1cm ဒီလိုလေးဟာပြီးလိုက်ပါမယ်โอเคပြီးရင်တော့အမတို့တိတ်လေးနဲ့ဒီလိုလေးကတ်လိုက်မယ်နော်โอเคဒီလိုလေးကတ်ပြီးသွားပြီဆိုလို့ရှိရင်ဆက်ကူအပားလေးနဲ့အမတို့ခဏဖြည့်ကတ်လိုက်မယ်နော်အဲ့လိုလေးဖြည့်ကတ်ပြီးသွားပြီဆိုလို့ရှိရင်မတို့ဒီပခုံးဒီအမှတ်ကလေးကနေ 2cm နေရာမှာဒီလိုလေးအမှတ်တစ်ခုမှတ်လိုက်မယ်နော်ဒီရဲ့ပခုံးထိပ်နေရာလေးကနေလည်း 2cm ကိုအမှတ်တစ်ခုမှတ်လိုက်ပါမယ်မတို့ 2cm ဒီမှာလည်း 2cm နော်โอเคမှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ရဲ့ဒီအနီရောင်မြင်းလေးကအမတို့ရဲ့အလယ်မြင်းအစ်စ်လေးဒီကိုလည်းထိရမယ်အမတို့ဒီအမှတ်ကိုလည်းထိရမယ်ဆိုပြီးတော့အမတို့ပေခွေးလေးနဲ့ဒီလိုလေးတင်ပြီးတော့ဝိုင်းလိုက်ပါမယ်โอเคဒီအောက်ကတော့ကိုသူ့ဟာသူအော်တိုစုံတဲ့အမှတ်ကိုယူပါမယ်နော်ဘယ်နေရာမှာစုံရမယ်လို့မဟုတ်ပါဘူးဒီကတော့အမတို့ဒီ 2cm အမှတ်ကလေးလည်းထိရမယ်ဒီကိုလည်းထိရမယ်ဆိုပြီးတော့ပေခွေးလေးနဲ့ဒီလိုလေးဆက်လိုက်တာပါโอเคအမတို့ဒီဘက်ကိုလည်းအဲ့လိုပဲဒီကိုလည်းထိရမယ်ဒီကိုလည်းထိရမယ်ဆိုပြီးတော့အမတို့ပေခွေးလေးကိုဒီလိုကိုင်လိုက်မယ်နော်โอเคပြီးပြီဆိုလို့ရှိရင်တော့အမတို့ဒီလိုလေးဆက်လိုက်ပါမယ်တကယ်လို့အမတို့အဲ့လိုဆက်တဲ့အခါမှာမတော်တဆဒီနေရာမှာဆိုရင်တိတ်ပြီးတော့မထိနေဘူးလေအနည်းဆက်ဆုံးလေးတူနေရင်ရ 0.5 လို့တို့ကိုရှော့ 0.5 လို့တို့ကိုရှော့လုပ်လို့ရတာဖြစ်တဲ့အတွက်အနည်းဆက်ဆုံးလေးထိနေရင်ကိုရပါတယ်နော်အမတို့အဲ့လိုထိတဲ့အခါမှာဒီမှာအမတို့ပခုံးမြင်းကိုထောက်မှန်ယူလိုက်လို့ရှိရင်အကွေးလေးကအဲ့ဒီထောက်မှန်ထက်ကိုဒီအကွေးလေးကထောက်အပြင်ဘက်ကိုထွက်သွားလို့မရပါဘူးဒီမှာလည်းအဲ့တိုင်းပဲပခုံးဆောင်မြင်းကိုဒီလိုလေးထောက်မှန်ဆွဲလိုက်တဲ့အခါမှာအကွေးလေးကအပြင်ဘက်ကိုထွက်သွားလို့မရပါဘူးနော်တစ်ဆက်သေးလေးဒီပခုံးဆောင်မြင်းနဲ့ပြပြလေးဖြစ်နေရပါမယ်နော်ဒီလိုလေးလေโอเคအမတို့သူ့ရဲ့အော်တိုဆုံးတဲ့အမှတ်ကိုအမတို့ဒီလိုလေးမှတ်ထားလိုက်ပါမယ်โอเคမှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ဒီလိုလေးဖြတ်ထုတ်လိုက်မယ်နော်โอเคအဲ့တော့အမတို့ဒါဆိုလို့ရှိရင် Shura Update တစ်ဆက်တည်းလက်တွေမှာချုပ်တဲ့အခြေခံပတန်ဆွဲနည်းလေးကိုရသွားပြီနော်အမကဒီပတန်လေးကိုအခြေခံပြီးတော့ဒီဇိုင်းတွေအများကြီးဆွဲပြပြီးသွားမှာဖြစ်တဲ့အတွက်ဒီနည်းလေးကိုကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင်လေအမကိုလေ့ကျင့်ထားပြီနော်